ဘရာဇီးနိုင်ငံမှာဘောလုံးပွဲကနေလက်ဝှေ့ပွဲပြောင်းသွားလို့ကစားသမား23ယောက်အနီးကပ်ပြပြီးအထုတ်ခံခဲ့ရပါတယ်။ကမ်မီနာတိုမီနယ်ရိုဖိုင်နယ်ပွဲစဉ်မှာအကျိတ်နဲ့ကန်နေတဲ့ဘရာဇီးကလပ်အသင်းတွေဖြစ်တဲ့ခရူဇီယိုနဲ့အက်တလက်တီကိုမီနယ်ရိုတို့ဟာပွဲပြီးကန်ဒီမှာကွင်းထဲမှာလက်ဝှေ့ပွဲဆင်နွှဲခဲ့တာကြောင့်ရုံးရင်ဆန်ကတ်တွေဖြစ်ပြီးအခုလိုအေးအေးယူခံရတာဖြစ်ပါတယ်။ရုံးရင်ဆန်ကတ်ဖြစ်တာကတော့ဘောလုံးကိုလှမ်းဖက်တဲ့အက်တလက်တီကိုဂိုးသမားကိုခရူဇီယိုကစားသမားကဝင်ကျုံးလိုက်တယ်လို့ဖြစ်သွားတာကနေစတင်ခဲ့တာမှာနာသွားတဲ့ဂိုးသမားကအဲ့ဒီကစားသမားကိုမြေပြင်ပေါ်ကိုတွန်းချလိုက်ပါတယ်။ပြီးတော့ဂိုးသမားကကစားသမားရဲ့ရင်ဘတ်ပေါ်ကိုဒူးနဲ့ထောက်ထားလိုက်ပါတယ်။အဲ့ဒီအခါမှာခရူဇီယိုကစားသမားရဲ့အသင်းပေါ်တွေကဂိုးသမားစီပြေးသွားပြီးဂိုးတိုင်စီတွန်းတိုက်ခဲ့ကြပါတယ်။လုံခြုံရေးဝန်ထမ်းတွေကအသင်းအသင်းကိုခွဲထုတ်ဖို့ကြိုးစားနေချိန်မှာပဲတခြားကစားသမားတွေလည်းရုံးရင်ဆန်ကတ်တွေကိုပါဝင်လာခဲ့ကြပါတယ်။ဘရာဇီးသတင်းဌာနဂရိုပိုရဲ့ဖော်ပြချက်အရရုံးရင်ဆန်ကတ်ဖြစ်ပွားမှုကြောင့်ပွဲတာဝန်ရှိသူတွေအနေနဲ့ကွင်းထဲမှာကပ်ပြဖို့အခက်အခဲဖြစ်ခဲ့ရပြီးနောက်ပိုင်းမှာပွဲဗီဒီယိုတွေကိုပြန်လည်စစ်ဆေးပြီးနောက်အာနာပိုင်တွေကခရူဇီယိုအသင်းမှာကစားသမား12ယောက်အက်တလက်တီကိုမီနယ်ရိုအသင်းမှာကစားသမား17ယောက်စုစုပေါင်း23ယောက်တို့ကိုပွဲမှာထုတ်ပယ်ခဲ့ပါတယ်။ပုံမှန်အားဖြင့်ဘောလုံးပွဲတစ်ပွဲမှာအသင်းသတင်းကို17ယောက်စီနဲ့စုစုပေါင်း22ယောက်ကစားလိမ့်ရှိပေမဲ့အခုပွဲမှာတော့အပိုကစားသမားတွေပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ဒီလိုစံချိန်တဲ့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပေမဲ့လည်းခရူဇီယိုအသင်းက1စီနဲ့အနိုင်ရပြီးပြည်နယ်ချန်ပီယံခေါင်းစဉ်ကိုရယူနိုင်ခဲ့ပါတယ်။ဒီလိုဖြစ်တဲ့နောက်ပိုင်းမှာဘောလုံးလောကမှာထင်ရှားတဲ့ပုဂ္ဂိုလ်များကအပြင်းထန်ဝေဖန်ရှုတ်ချခဲ့ပြီးဒီလိုလွန်ကျွံကြမ်းဖက်မှုတွေဟာဘောလုံးအားကစားရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။ဘောလုံးပွဲတစ်ပွဲမှာအနီးကပ်အများဆုံးအပြခံရတဲ့စံချိန်ကတော့36ကပ်ဖြစ်ပါတယ်။2017ခုနှစ်ဖေဖော်ဝါရီလက The Fifth Division of Argentina Football League ပွဲစဉ်မှာ Atletico Club နဲ့ Vitoriano Arena တို့ကစားခဲ့တဲ့ပွဲမှာရုံးရင်ဆန်ကပ်ဖြစ်ပွားခဲ့ပြီးကစားသမား36ယောက်လုံးအထုတ်ခံခဲ့ရဘူးတဲ့မှတ်တမ်းရှိခဲ့ပူပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီလိုသတင်းကြောင်းရာလေးတွေကိုဆက်လက်သိချင်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ